အားလုံးပဲမင်္ဂလာပါကျွန်တော်တော့မြတ်တာလင်းဖြစ်ပါတယ်အခုတစ်ဆက်ပေးမယ့်ဗီဒီယိုကတော့သူ့ဘက်ကနေနောက်ခြေခံတစ်လမ်း step တစ်ခုလှမ်းလာနိုင်မလားဒီလိုကောင်းစဉ်နဲ့ page reading လေးလုပ်ပြီးတော့ဖြစ်ပါတယ်တော့ page reading လေးဒါက cut number 1 cut number 2 cut number 3 cut 3ခုရှိတဲ့နက်ကကိုယ့်ရဲ့စိတ်ထဲမှာပို့ပြီးတော့မှကိုယ့်ရဲ့စိတ်အတွက်ကိုဆွဲဆောင်မှုရှိစေတဲ့ cut တစ် cut ကိုရွေးချယ်ထားလိုက်ပါရွေးချယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ reading လေးဆက်လိုက်ပါမယ်ပထမဆုံးအနေနဲ့ cut number 1 cut number 1ကတော့သူ့ဘက်ကကိုယ့်စီကိုခြေလမ်းလှမ်းလာနိုင်မလားနောက်တစ်ဆင့်တိုးလာနိုင်မလားဆိုတဲ့အချက်ကသူ့ခံစားချက်တစ်ခုတည်းပုံမှာမူတည်တာမဟုတ်ပဲနဲ့ကိုယ့်ဘက်ကနေထုတ်လွှတ်လိုက်တဲ့ကိုယ့်ရဲ့ energy ပေါ်မှာလည်းမူတည်နေပြန်ပါတယ်ဒီကတော့ကိုယ့်ရဲ့မေတ္တာတရားလည်းမူတည်နေရပါတော့သူ့ရဲ့စိတ်ထဲမှာကိုယ်နဲ့ပြန်နီးကပ်ချင်တဲ့စိတ်ကိုယ့်ကိုဆုံးရှုံးမခံချင်တဲ့ခံစားချက်တွေရှိနေပေမဲ့ကိုယ့်ဘက်ကလည်းသူ့ကိုပြန်လိုချင်တဲ့အရင်အမှားတွေကိုသင်ခန်းစာယူပြီးတော့နာဂတ်တစ်ကိုတူတူဆောက်ချင်တယ်ဆိုလို့ရှိရင်သူပျော်ရွှင်မှုအတွက်ပဲတောင်းဆိုကိုဆန္ဒပြုနေမှာဆိုရင်တော့သူနဲ့နီးစပ်ဖို့အတွက်အခွင့်အလမ်းတွေကို universe ကဖန်တီးပေးမှာဖြစ်ပါတယ်တကယ်လို့ကိုကသူနဲ့လုံးဝမဆုံချင်တော့ဘူးမပတ်သက်ချင်တော့ဘူးဆိုလို့ရှိရင်တော့ universe ကသူနဲ့ကိုယ်နဲ့ကြားထဲမှာတန်ရောက်စဉ်ကိုယတိပြက်ကြီးဖြတ်ချလိုက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့သူဘက်ကကိုယ့်စီကို step ခြေတန်းတိုးလာခြင်းမတိုးလာခြင်းဆိုတာကကိုယ့်ရဲ့သူ့ပေါ်မှာထားရှိတဲ့မေတ္တာတရားပေါ်မှာများစွာမူတည်နေမှာဖြစ်ပါတယ်တော့ cut number 2 cut number 2အနေနဲ့ဒါဟာမြစ်ကြည့်ကြတော့ခုချိန်မှာတော့သူ့ဘက်ကနေကိုယ့်စီကိုခြေတန်းလှမ်းလာဖို့အတွက်ကိုစင်တဲ့မဖြစ်သေးဘူး energy မပြည့်သေးဘူးလို့မြင်ရတယ်သူ့ရဲ့စိတ်ထဲမှာကိုယ့်ပေါ်ခံစားချက်မရှိတော့တာမျိုးမဟုတ်ပဲနဲ့စိတ်ရှုပ်ထွေးမှုတွေအခြားသောတာဝန်တွေကိုယ့်ဘဝကိုမတည်ငြိမ်နိုင်သေးတဲ့အခြေအနေကြောင့်မလို့ကိုယ့်စီကိုတိကျကျခြေလမ်းလှမ်းလာနိုင်နေတာဖြစ်ပါတယ်သူကကိုယ့်ရဲ့စိတ်ထဲမှာလုံးဝဖြတ်ထားတာမဟုတ်ဘူးဆိုပေမဲ့ခုချိန်မှာသူ့ကိုယ်သူပဲအရင်ညှိနေရတဲ့ကာလမျိုးဖြစ်တယ်ဒါကြောင့်မလို့ကိုယ့်ဘက်ကလည်းသူ့ကိုစောင့်ဆိုင်နေနေကိုယ့်ရဲ့စိတ်ကိုထပ်ပြီးနာကျင်နေမဲ့အစားကိုယ့်ကိုပြန်လည်တည်ငြိမ်အောင်လုပ်ရပါလိမ့်မယ်ကိုယ့်ရဲ့အေးချမ်းမှုတွေကိုယ့်ရဲ့တန်ဖိုးတွေကိုတည်တဲ့ energy ကပဲနောက်ပိုင်းမှာသူ့ဘက်ကခြေလမ်းတန်းလာမလားကိုယ့်တက်ပိုကောင်းတဲ့အခွင့်အလမ်းတွေတော့ဘယ်တော့ဆုံးအနေနဲ့ကိုအရင်တည်ဆောက်ရမယ်ဘဝရေးရမှာကိုယ့်အတွက်အရေးကြီးတဲ့အချက်လက်တွေရှိတယ်အဲ့ဒါတွေကိုအရင်ဆုံးပြင်ပြအောင်လုပ်ပါလုပ်ပြီးတော့မှပဲကိုယ့်ရဲ့ဘဝတစ်ခုကအခြေအနေတစ်ခုအခြေခံသွားခဲ့မယ်ဆိုရှင်သူ့ဘက်ကခြေလမ်းလန်းတာကိုစောင့်မလားဒါမှမဟုတ်ရင်သူ့ထပ်ပို့ပြီးကောင်းတဲ့လူတစ်ယောက်ကိုထပ်ပြီးရွေးချယ်မလားဆိုတဲ့ကိုယ့်ရဲ့အတွေးနှစ်ခုကိုရှင်းလင်းသွားစေမှာဖြစ်ပါတယ်အဲ့တော့ဒီ cut number 2များအတွက်ကကျတော့လောဆယ်မှာသူနဲ့ပတ်သက်လို့အတွေးတွေကိုယ့်ရဲ့ခေါင်းထဲမှာစိတ်ထဲမှာကြီးစိုးပြီးတော့မှမပြီးစီးစေချင်ဘူးဆိုတဲ့အချက်လေးတစ်ချက်လာပြတွေ့ရပါတယ်နော်နောက်ခုနံပါတ်3ရွေးချယ်တဲ့လူများအနေနဲ့ဆိုလို့ရှိရင်တော့သူ့ဘက်ကနေကိုယ့်စီကိုခြေတန်းလှမ်းလာနိုင်ပါတယ်နောက် step တစ်ခုလှမ်းလာမယ့် energy တွေသူ့မှာပြည့်ဝရှိတယ်သူ့ရဲ့စိတ်ထဲမှာကိုယ်နဲ့ပြန်နီးကပ်ခြင်းတဲ့ခံစားချက်တွေကိုယ့်အခြေအနေကိုသိချင်တဲ့စိတ်တွေကိုယ်လုံးဝမမေ့နိုင်သေးတဲ့တွေးတွေရှိနေတယ်ဒါပေမဲ့သူ့ဘက်ကနေပြန်လှမ်းလာမယ့်ပုံစံကအရင်မြန်ကြီးတိုက်ရိုက်ကြီးမဟုတ်ဘဲနဲ့ message ပို့တာ story ကြည့်တာ react လုပ်တာကိုဘယ်လိုနေလဲဆိုပြီးတော့မှတဝိုက်မေးတာမျိုးနဲ့စတင်လာနိုင်ပါတယ်သူကကိုယ့်ကိုဆုံးရှုံးသွားပြီလို့ခံစားရတဲ့အခြေအနေရှိနေပေမဲ့တစ်ဖက်မှာလည်းဘယ်လိုပြန်စရမလဲဆိုတာကိုစဉ်းစားနေရတဲ့အခြေအနေဖြစ်ပါတယ်အခုချိန်မှာသူ့စိတ်ကကိုယ့်စီကိုပြန်လှည့်နေပြီလို့ပြောလို့ရတယ်သူကကိုယ့်ပုံမှာခံစားချက်တွေရှိနေပြီလို့ပြောလို့ရပြီဒါကြောင့်မလို့အချိန်နည်းနည်းယူပြီးရဲ့နောက်မှာအချိန်နည်းနည်းတော့ဖြတ်ကျော်ပြီးသွားပြီဆိုရင်တော့ကိုယ့်စီကိုပုံမရှင်းလင်းပြတ်သားတဲ့ခြေတန်းတစ်ခုသူ့စီကနေလှမ်းလာဖို့ရှိတယ်ဆိုတဲ့အကြောင်းကိုကဏ္ဍမတူများအတွက်ဟောပေးလိုက်ပါတယ်စောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်